ဘိုက်ကလေးတွေဟိုမှာကြည့်စမ်းငါတို့ရှာနေတဲ့ယတနာတိုက်မြေပုံကြီးကွာမြေပုံတိုင်းယတနာကိုတွားရှာကြစို့ဘိုက်ကလေးမင်းညော်နဲ့လို့မွေးရနဲ့လို့အနက်တစ်ခုခုရလား ဟာဆရာကလည်းတောထဲမှာတားကောင်နဲ့မရပဲဘာအနံ့ရမှာလဲဆရာနှာဆေးနေတာလား မဟုတ်ဘူးကွာဒါငါဘဝမှာအကျွမ်းကျင်ဆုံးအနက်ဟောဒီမြေပုံတွေကရတနာဘူးနဲ့ပဲ မဖြစ်နိုင်တာဗျာ ယုံလိုက်စမ်းပါ ဟာဆရာကလည်းရတနာဘူးကြီးကတောထဲမှာဒီတိုင်းရှိနေပါမလားဆရာမျက်စိမားတာလားနှာကောင်းမားတာလားပဲ ဟာဘိုက်ကလေးတွေဟိုမှာကြည့်စမ်းတော်ကြီးမျက်မီးထဲမှာတဲအိမ်ကြီးတစ်လုံးပါလားကွာလာငါတို့ရှာနေတဲ့ရတနာတိုက်ကြီးအထဲမှာရှိမလားလို့ဝင်ကြည့်ကြစို့ဟာ ဆရာကြီးရေဟိုမှာကြည့်စမ်းတဲထဲမှာထမင်းဝိုင်းကြီးအသင့်ပြင်ထားတာဗျရှယ်ပဲကျွန်တော်တို့ကြိုက်တဲ့အောင်ချမ်းအေးငပိရေဘူးကြီးလဲပါတယ်ဗျ ဟုတ်သားပဲဘိုက်ကလေးရာအောင်ချမ်းအေးငပိရေဘူးကြီးကအစင်သင့်ပါပဲလားဟာငါလဲဘိုက်စာနေတာနဲ့ကွက်တိပဲကွာလာထမင်းအဝဆွဲကြစို့အားရှယ်ပဲဆရာကြီးရေငပိရေကအယမ်းမွေးကြိုင်ပြီးထမင်းမြိုင်လွမ်းလို့ထမင်းအိုးပြောင်တဲ့အထိကုတ်ချစ်စားလိုက်ပြီဗျာအေးကွာငါတို့မြေပုံကြည့်ပြီးတကူးတကလိုက်ရှာနေတဲ့ယတနာဆိုတာရွှေငွေယတနာမဟုတ်ပဲအောင်ချမ်းအေးငပိရေဘူးကြီးဖြစ်နေတာဟုတ်တယ်ဗျာတောတဲတောင်ထဲတင်မကဘူးဘယ်နေရာရောက်ထမင်းမြိုင်စေဖို့ဆိုရင်တော့အောင်ချမ်းအေးရေချိုငါးငပိရေဘူးကတကယ့်ယတနာအစ်စ်ပဲပြုတ်